မင်္ဂလာပါရှင်ဒါလေးကတော့G1 လက်ဆေးကြမယ်သင်ခန်းစာလေးကိုကျွန်မ YouTube မှာတင်တဲ့အခါမှာမေမေတယောက်လားမသိပါဘူးเนาะမေမေပဲဖြစ်ဖို့များပါတယ်မေမေတယောက်ကဒီလက်ဆေးကြမယ်နဲ့ပတ်သက်တဲ့ကြပြလေးရှိရင်လိုချင်ပါတယ်ဆိုပြီးတော့ comment မှန်သွားတဲ့အတွက်ပြန်ပြီးတော့ဒီကြပြလေးကိုပြန်ဖြေပေးလိုက်ပါတယ်เนาะမေမေရေဒါလက်ဆေးကြမယ်ကြပြလေးပါเนาะလက်ဆေးကြမယ်ရေနဲ့လောင်းမယ်ဆယ်ပြတိုင်းမယ်လက်ဘဝပေါ်လက်မိုးပေါ်လက်ချရဲလက်ပေါ်မယ်လက်သက်ချလဲပေါ်မယ်ဒီလိုကွယ်ကုတ်ပါမယ်လက်မလေးကိုဒီလိုပေါ်မယ်တေချာပေါ်တေချာပေါ်လက်ကဝစ်ကိုပေါ်မယ်ရေမြမြနဲ့လောင်းမယ်စေးမယ်ကွယ်စေးမယ်ကွယ်ဟုတ်ကဲ့ပါမေမေရေကြပြလေးကိုပြန်လည်ပြီးတော့ဖြေချပေးလိုက်ပါတယ်เนาะမေမေကျင်းနေမယ်ထင်ပါတယ်เนาะကျေးဇူးပါမေမေ